အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025ဇွန်လ18ရက်နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဒီနေ့ထင်ရမြင်ရတွေပြောကြတယ်လိုင်းပေါ်မှာလူတွင်ကျဲလှုပ်ဆရာကြီးလှုပ်ပြီးတော့ဟလာမြတ်စွာဘုရားကိုငါတို့ကသူများဘုရားတွေကကဲမယ်ပြောတယ်ငါတို့ဘုရားကမင်းကိုယ်တိုင်လှုပ်ပါလို့ပြောတာမင်းကိုယ်တိုင်မလှုပ်ဖဲနဲ့ကဲသွားမယ်လို့မပြောဘူးအဲ့ဒါမျိုးတွေပေါ့နော်သူများဘာသာကိုဂုံတိုက်ချင်တာနဲ့သူများဘာသာတိုင်းမြင့်မြတ်ချင်တယ်ဆိုပြီးတော့ဖះမဟောတာတွေကိုယ့်ဘက်ကိုစတန့်ထွင်ဟောကြတာဘိဒကတုံးုံနဲ့ပြောပါလိုက်ရှာလိုက်လို့ရှိရင်ဘယ်နေရာမှရှာမတွေ့ဘူးဒါတွေကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်ပြောတဲ့အခါမှာကျွန်တော်မေးခွန်းပြန်ထုတ်လို့ရှိရင်ဘာမှဖြေနိုင်ရုံထုံးစံမရှိဘူးကျွန်တော်တို့ဒီတတ္တဝါတွေအားလုံးဒီတဏှာဝင်ကဘာထဲမှာပိတ်မိနေတာဖောက်ပေါက်ရှာမတွေ့ရဘူးတဏှာဝင်ကဘာထဲမှာငိုလိုက်ရီလိုက်ဒုက္ခဆင်းရဲရင်းနေနဲ့ကိုတက်သေးလိုက်သူများကတတ်လိုက်နေလဲနေတဲ့ဒီဒုက္ခဆင်းရဲရင်းကြီးကထွက်ရလမ်းကိုပြဆိုနိုင်တာမြတ်စွာဘုရားတပါးပဲရှိတယ်အဲ့တော့မြတ်စွာဘုရားကဒီတဏှာဝိဆင်းရဲတွင်းကနေပြီးတော့လွတ်ကင်းဖို့ပြသွားတဲ့လမ်းကိုဒီလောကတဏှာဝိဆင်းရဲတွင်းကလွတ်သွားတဲ့လူကမြတ်စွာဘုရားကိုလမ်းပြသူလို့ပြောမလားကဲတင်ရှင်လို့ပြောမလားမေးလိုက်တယ်ဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒီအချိန်ကျတော့လမ်းပြသူလို့ဘယ်သူမှမပြောဘူးမြတ်စွာဘုရားဒီကဲတင်ရှင်တပါးဖြစ်တယ်တပါးတဲ့တော့ကဲတင်ရှင်ဖြစ်တယ်တဆူတဲ့တော့ကဲတင်ရှင်ဖြစ်တယ်မြတ်စွာဘုရားမှာလွဲပြီးတော့တဏှာဝိဆင်းရဲကဲတင်နိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးအဲ့တော့အရာအလုံးဒီမြတ်စွာဘုရားအပေါ်မှာပဲအခြေတည်ပြီးလာတာအဲ့တော့မြတ်စွာဘုရားကိုငါဘုရားစကားကိုလည်းမယုံနဲ့ဟုတ်ငါဘုရားဟောတာနဲ့လည်းမယုံဆိုတော့ဘိဒကသုံးပုံဘယ်နေရာမှမပါဘူးအဲ့တော့ဘာတွေကိုလာထောက်ပြလဲဆိုတော့တရားကုံတော်6ပါးကိုကြည့်ပါဦးနဲ့အေဟိပတ္တိကောလာလဲရှုလဲပါလို့ပြတယ်ဟုတ်ပြီလက်ခံနဲ့လာလဲရှုလဲဘာကိုရှုမှာလဲမြတ်စွာဘုရားတရားကိုမနာကြားဘူးပဲနဲ့မြတ်စွာဘုရားစကားကိုမယုံကြည်ပဲနဲ့ဘာကိုရှုမှာလဲဘယ်တရားကိုတော့ရှုမှာလဲလုပ်ကြည့်စမ်းမအောင်ပြောကြည့်စမ်းမအောင်ဆိုတော့ဘာတစ်ခုမှအဖြေမထွက်ဘူးအရင်ဦးဆုံးကနာကြားရတယ်မြတ်စွာဘုရားတရားတွေကိုနာကြားရတယ်အဲ့တော့ဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်ကိုကြည့်ကြည့်လိုက်ဘုရားကုံတော်ကိုယ်ဘာကတော့မြတ်စွာဘုရားကိုဥထိတ်ထားတာဖြစ်ခြင်းကြောင့်ထားလိုက်တရားကုံတော်တွက်ခါတော့ဘဂဝတာဓမ္မောတဲ့မြတ်စွာဘုရားကောင်းစွာဟောကြားထားတဲ့တရားတွေတရားတွေလည်းမြတ်စွာဘုရားပေါ်မှာပဲအခြေတည်တယ်မြတ်စွာဘုရားကောင်းစွာဟောကြားထားတဲ့တရားတွေလို့အဖွင့်မှာတည်းကလာပြီးသားတန်ခါကိုကြည့်မလားတုတ်ပရိပံတော့ဘဂဝါတော့တာဝကတန်ခေါ်တယ်မြတ်စွာဘုရားရဲ့တပိသားတန်ခါလို့ပြောတာမြတ်စွာဘုရားရဲ့တပိသားတန်ခါမဟုတ်ဘဲနဲ့ကရုံတုံးထားသင်္ကန်းဝတ်ထားတဲ့အဲ့ဒါတန်ခါမဟုတ်ဘူးစပြီးတော့တန်ခါအဖွင့်မှာတည်းကတုတ်ပရိပံတော့ဘဂဝါတော့တာဝကတန်ခေါ်တယ်မြတ်စွာဘုရားရဲ့တပိသားတန်ခါလို့ပြောထားတယ်မင်းကကရုံတုံးထားတိုင်းတန်ခါမဖြစ်ဘူးမြတ်စွာဘုရားကိုမယုံကြည်ဘဲနဲ့မြတ်စွာဘုရားစကားတွေကိုမပြောဘဲနဲ့မြတ်စွာဘုရားကိုဥထိတ်မထားဘဲနဲ့အဲ့ဒီကောင်တန်ခါမဖြစ်ဘူးကရုံပဲဖြစ်လိမ့်မယ်မြတ်စွာဘုရားငကိုတဲ့ကဥပရိပန္နသပါဠိတော်မှာဟောပြီးသားချုပ်ဆက်ထားသောအဝိတ်ကိုဝိယုံများဖြစ်ငါဘုရားကယဟန်လို့မဟုတ်ဘူးလေရှင်းနေနော်အဲ့တော့ဘယ်ကုံတော်ကိုကြည့်မှလဲကြိုက်တဲ့ကုံတော်ကြည့်မြတ်စွာဘုရားပေါ်မှာပဲအခြေတည်ဘုရားကိုမယုံဘူးတရားကိုမယုံဘူးတန်ခါကိုမယုံဘူးအဓိကအားလုံးဒီဖျားပေါ်မှာပဲအခြေတည်ထားတယ်ဖျားကိုမယုံဘူးဆိုတာနဲ့အဲ့ဒီကောင်ဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဘာတရားမှလည်းရစရာအကြောင်းမရှိဘူးကြိုက်တဲ့အကျင့်ကိုကျင့်ကြိုက်တဲ့ဆရာတော်ကြီးတရားတွေဘာတရားတွေညာတရားတွေဖျားပေါ်မှာအယုံကြည်မရှိရင်အရိယာတရားကိုရကိုမရဘူးအရိယာတရားဒီမြတ်စွာဘုရားရဲ့မူလပင်ရင်းဖြစ်တဲ့အတွက်မြတ်စွာဘုရားကိုမယုံကြည်ဘဲနဲ့သောတာပန်ရဲ့အရေးချင်းထဲမှာသောတာပန်ဒီတဲ့ငါမှဖះကလွင်ဆရာမရှိဘူးလို့ပဲပြောတယ်အဲ့ဒါတောတာပန်ရဲ့အရေးချင်းပဲဖះကိုတန်းမြင်တယ်တရားကိုမြင်ဖះကိုမြင်တယ်ဖះကိုမြင်တရားကိုမြင်တယ်တဲ့မြတ်စွာဘုရားကိုတွေ့လိုက်ရတာ ਨੇ တရားကိုတွေ့တာပဲတဲ့အဲ့တော့တရားနာကြရတယ်တရားကိုသိမြင်ခွင့်ရတယ်သူတော်ကောင်းတွေကလည်းမြတ်စွာဘုရားရဲ့သာသနာနောက်ပိုင်းမှာယဟန်နာတွေကကြည်ညိုလို့အရှင်ဘုရားကိုတပည့်တော်ကိုးကွယ်ရလို့ပြောပါတယ်ဆိုရင်အဲ့ဒီအရိယာတန်ကတော့ယဟန်နာအရှင်သူမြတ်တွေဟာငါမကိုးကွယ်နဲ့ဖះကိုးကွယ်လို့ပြောတာမြတ်စွာဘုရားကပြိဋိနိဗ္ဗာန်ဆံသွားပြီအရှင်ဘုရားဘာလို့ကိုးကွယ်ခိုင်းတာလဲဆိုပြိဋိနိဗ္ဗာန်ဆံသွားတဲ့ဖះပဲဖြစ်ဖြစ်လက်ရှိနေတဲ့ဖះပဲဖြစ်ဖြစ်ကိုးကွယ်မှုကအကျိုးထပ်တူရတယ်တဲ့ဒီတဲ့ရှင်းတာဘာမှမရှိဘူးဟုတ်ပြီလားယဟန်နာအရှင်သူမြတ်တွေပြောခဲ့တဲ့စကားဒီတဲ့ရှင်းတာဘာမှမရှိဘူးအဲ့တော့ဒီခေတ်ကြီးထဲမှာဖះကိုမယုံတရားကိုမယုံတဲ့သူတွေကတရားနဲ့တန်ခါခဏလေးထားဟုတ်ပြီနော်ဖះကိုမယုံမဲနဲ့ကြံတာတွေကိုးကွယ်တဲ့ဘုန်းကြီးကိုယုံနေတယ်ဆိုတဲ့ကဘာတရားမှမဟုတ်ဘူးကိုးကွယ်တဲ့ဘုန်းကြီးကိုတော့ယုံတယ်ဖះကိုမယုံဘူး
အဲ့ဒါဆိုရင်ဗုဒ္ဓဘာသာဟုတ်ကိုမဟုတ်ဘူးဖရာရဲ့တပိသားတန်ဃာထဲမှာလည်းမပါသလိုတပိတာဝကဥပတ္တကထဲမှာလည်းမပါဘူးရှင်းလားကိုကျော်ကြီးတို့ကငငယ်လေးတွေကဖရာကိုဘာလို့ကိုးဝဲတာမင်းတို့ကလည်းမင်းတို့ကိုပြန်ပြီးမင်းတို့ဖရာကိုဘာလို့ကိုးဝဲတာဟုတ်ပြီလားမင်းတို့ကိုမင်းတို့မေးတီလာတွေရှိလို့လားအကျင့်တွေကောင်းလို့လားဟာလားမြင့်မြတ်လို့လားဟာတကိုးရှိလို့လားဘာရှိလို့လဲညာရှိလို့လဲမင်းတို့ဘာကြောင့်ကိုးကွယ်တာလဲဘယ်အကျိုးကိုလိုလားပြီးကိုးကွယ်တာလဲကိုမေးငါငငယ်လေးတွေကခံစားထားတဲ့ယုံကြည်ထားတဲ့ယုံကြည်ချက်တစ်ခုရှိတယ်ငါကိုးကွယ်မဲ့ပုဂ္ဂိုလ်ကလောကကိုအလုံးစုံသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လောကကိုအလုံးစုံမသိအဲ့ဒီပုဂ္ဂိုလ်ငါကိုးကွယ်စရာအကြောင်းမရှိဘူးငါငငယ်လေးတွေကယုံကြည်ထားတဲ့မြတ်စွာဘုရားကအလုံးစုံသိတဲ့ပုဂ္ဂိုလ်အလုံးစုံသိတဲ့ပုဂ္ဂိုလ်မှသာလေငါကိုးကွယ်မယ်အလုံးစုံမသိဘာလို့ကိုးကွယ်နေမှာလဲဘာမှအဓိပ္ပာယ်မှမရှိပဲနဲ့အကျင့်သီလကောင်းယုံနဲ့ကိုးကွယ်နေလို့ဘာမှဖြစ်ဘူးဟုတ်လားလူထင်ကြည့်အောင်လူလေးစားလောက်တယ်လူအတိုင်းဝိုင်းပေါ်တယ်ဂုံတိတ်ခါတွေများတယ်လူများပရိသတ်များရှိတာနဲ့ကိုးကွယ်စရာအကြောင်းဘာအကြောင်းရင်းမှမရှိဘူးလောကကိုအလုံးစုံသိမှသာလျင်လောကရဲ့ထွက်မြောက်ကြောင်းကိုသိမှာလောကကိုအလုံးစုံမသိဘဲနဲ့လောကထွက်မြောက်ကြောင်းကိုသိတယ်ဆိုတာလူလိမ့်မယ်ငါငငယ်လေးတည်းယုံကြည်ချက်အခုချိန်ထိလည်းဒီတိုင်းပဲယုံကြည်တယ်ဒါကြောင့်လို့မြတ်စွာဘုရားကိုအလုံးစုံသိတယ်ဖေရအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုငါလက်ခံတယ်ငါယုံကြည်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုးပါးကိုနတ်တွေရှိတယ်ဗြဟ္မာတွေရှိတယ်မယုံစရာအကြောင်းဘာမှမရှိဘူးလက်ခံတယ်မြတ်စွာဘုရားရဲ့အကျင့်တွေတီလာတွေမြတ်စွာဘုရားရဲ့ဟောတဲ့ဓမ္မတွေကိုနာကြားလိုက်တဲ့အခါမှာဒီဘုရားကအလုံးစုံသိတယ်လို့ငါလက်ခံတယ်လက်ခံတဲ့အတွက်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုအရင်ယုံတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုယုံပြီးတရားဂုဏ်ကိုယုံတယ်တန်ခါဂုဏ်ကိုယုံတယ်အရာအလုံးဒီမြတ်စွာဘုရားပေါ်မှာပဲအခြေတည်ထားတယ်မြတ်စွာဘုရားပေါ်မှာအခြေမတည်ပဲနဲ့မြတ်စွာဘုရားကိုအခုခေတ်ကလူငယ်တွေကိုဝါဒမိုင်းရိုက်နေတဲ့နိုင်ငံရေးကရုံးတွေဟဲ့လားမိုးပြာတို့ဘာတို့ခိုင်းခွဲကရုံးတွေအဲ့ဒီကရုံးတွေကဘာပြောလဲဘုရားဆိုတာကွာအကျင့်တီလာကောင်းတဲ့အတွေးခေါ်ပညာရှင်တို့ဘာညာအလကားအဲ့ဒါဆိုရင်အကောင်တွေဘုရားကိုးကွယ်တဲ့ကောင်တွေမဟုတ်ဘူးအဲ့တော့သူတို့ဘုရားတည်လေသူတို့ယုံကြည်ထားတဲ့လက်ခံထားတဲ့သူတို့စိတ်ကူးယဉ်ထားတဲ့ဘုရားတည်လေအလကားပဲဘုရားမဟုတ်ဘူးဖျားဆိုရင်အလုံးစုံသိရမယ်မသိလို့မရဘူးမသိဖျားမဟုတ်ဘူးအလုံးစုံသိကိုသိရမယ်လောကမှာရှိနေတဲ့အရာဟုတ်ပြီနမူနာဥပမာအနေနဲ့တစ်ခုပြောမယ်ငါတို့အခုလက်ရှိသုံးနေတဲ့ဖုန်းထုတ်လုံးမဲ့လူကဒီဖုန်းရဲ့အကြောင်းအကုန်သိရတယ်ဒီအရာဝတ္ထုကဘလို့အလုပ်လုပ်တယ်ဒီရဲ့သူ့ရဲ့လှုပ်ဆောင်ပုံကဘာအဲ့ဒီပေါ်မှာမူတည်ပြီးတော့သူပြုရင်တင်တာပြုရင်ပိုကောင်းအောင်လုပ်တင်တာလုပ်မယ်အဲ့ဒီအတွက်အရေးသွေးကောင်းတဲ့ဖုန်းတစ်လုံးထွက်လာတယ်အရေးသွေးကောင်းတဲ့ကားတစ်စီးထွက်လာတယ်အရေးသွေးကောင်းတဲ့လေယာဉ်တစ်ခုထွက်လာတယ်ဆိုတာအဲ့ဒီဟာကိုထုတ်လုပ်ဖို့အတွက်နီးပညာရှင်အတတ်ပညာရှင်ကအခြေခံကျတဲ့အရာဝတ္ထုအလုံးကိုခရီးစိတ်တွင်းကြသိရတယ်မသိဘဲနဲ့ပစ္စည်းကောင်းတစ်ခုထုတ်လုပ်လို့မရအောင်အဲ့ဒီလိုပဲတမိညွန့်ညဉ့်ဆိုတာကဟောဒီလောကကြီးထဲမှာရှိနေတဲ့ယုံနဲ့တဘာဝတွေကိုအခြေကျသိရတယ်ဟောလောကကြီးဖြစ်လာတာတွေလောကကြီးပြတ်သွားမယ့်အကြောင်းအရာတွေကိုအခြေကျသိနိုင်တယ်မသိနဲ့ဘုရားမဟုတ်ဘူးကိုယ်ွယ်စရာအကြောင်းဘာအကြောင်းမှမရှိဘူးဘာကိုမှမသိပဲနဲ့လောကကထွက်မြောက်ကြောင်းသိတယ်ဆိုလိန်တာပဲဟုတ်ပြီလားအဲ့တော့ဖះကိုမယုံမဲနဲ့ကြံတဲ့တရားကိုကျင့်လို့ရပါတယ်ဆိုအဲ့ဒါလူလိန်ကြီးတရားကိုကျင့်တရားရပါဆိုလူလိန်ကြီးဖះကိုမယုံတဲ့ဒေဝရတရားမရဘူးအရိယာတရားမရဘူးအဲ့တော့လောကဇန်တမာဘတ်ဒီတကိုးတွေပြလို့ရခြင်းရမယ်ဟာလားတမထအစွမ်းအားတွေကောင်းကျင်ကောင်းလာလိမ့်မယ်နတ်ပြည်ဗြဟ္မပြည်ရောက်ကောင်းရောက်သွားလိမ့်မယ်မြတ်စွာဘုရားတိတိကျကျဟောထားတယ်ပုထုဇဉ်ဗြဟ္မပြည်ရောက်တယ်သိရင်ငရဲကြနိုင်သေးတယ်ငါဖရားရဲ့အရိယာတာဝကတွေကတော့နိဗ္ဗာန်တန်သွားတယ်မြတ်စွာဘုရားရှင်းလေးဟောထားတာနော်မင်းတို့ဘာနေမင်းတို့ဖရားကိုမယုံမဲနဲ့ရလာတဲ့တရားဒီဖရားတရားမဟုတ်ဘူးအဖြစ်ရှင်းလာတော့မသိဘူးနော်ဖရားကိုမယုံမဲနဲ့ရလာတဲ့တရားငါတရားရပြီငါအရိယာဖြစ်ပြီလို့ပြောလုံးဝအရိယာမဟုတ်ဘူးဘာတရားလဲလို့မေးလို့ရှိရင်လောကီဇံလောကတရားတွေဗြဟ္မပြည်ရောက်ကြောင်းတရားရောက်ကုန်ကြောင်းပါနိုင်တယ်ပုထုဇဉ်အနေနဲ့ရောက်တော့မှာအရိယာမဖြစ်ဘူးဖះကိုမယုံသမျှကာလပတ်လုံးအရိယာမဖြစ်ဘူးတောတပန်ရဲ့အင်္ဂါကဖះမှလွဲရင်ငါမှဆရာမရှိဘူးညှိုးဆိုဆရာမရှိဘူးလို့ပြောရတဲ့တတိရှိတာအဲ့ဒါတောတပန်ပဲဖះကိုဆရာလို့မညွှန်းရဲဘူးဆိုရင်ငါတို့ဆရာတော်ကြီးကငါဆရာလို့ညွှန်းနေတယ်ဆိုရင်အဲ့ဒါတောတပန်မဟုတ်ဘူးအရိယာမဟုတ်ဘူးအရိယာနယ်ထဲမှာမဟုတ်ဘူးအဲ့တော့အရိယာနယ်ထဲမှာမဟုတ်ဘဲနဲ့အဲ့ဒီဟာတွေကိုရတယ်တမထအားတွေစွမ်းအားတွေရတယ်ဗြဟ္မပြည်ရောက်နိုင်တယ်သိငရဲကြနိုင်သေးတယ်အဲ့တော့ဖះကိုမယုံမဲနဲ့တရားရလာလို့မင်းလည်းမရဘူးတရားကိုဖះကိုမယုံရင်လည်းဗုဒ္ဓဘာသာမဟုတ်ဘူးကျန်တာတွေကတော့ပြောမနေနဲ့တော့ဟုတ်လားအဲ့တော့ကိုအထွာတမိုက်အသိဉာဏ်လောက်နဲ့လာပြီးတော့အငင်းခုံမလုပ်ကြနဲ့ဟုတ်ပြီလား